နောက်ထပ်တင်းဖို့ဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့တိုက်ခိုက်ရေးအတွက်ထိရောက်လာတဲ့စက်တက်လီဒီပေါ့ဗျာစက်တက်လီဒီပေါ့အဲ့တော့ဒီစက်တက်လီဒီနဲ့ပတ်သက်ရင်မူလကဒီစက်တက်လီဒီကိုပထမဆုံးကျွန်တော်တို့တွေ့ရတာစသုံးတာကဒီတောင်တာမျိုးနယ်ဘက်မှာစသုံးပါတယ်အဲ့ဒီအချိန်တော့ကဒီအကြမ်းဖက်သမားတွေကဒီစက်တက်လီဒီကပြစ်မှတ်ကိုမတိကြဘူးသူတို့ရက်ပစ်တယ်မှတ်ပစ်တယ်ပေါ့ဗျာဒါကစိုးရိမ်စရာမရှိဘူးဆိုပြီးတော့သူတို့အန်ယူဂျီအုပ်စုတွေကလေတံလွှင့်ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့များများဆန်းဆန်းတွေ့လာပါတယ်ပထမဆုံးတွေ့လာကကျွန်တော်ဒီမန်လေးတိုင်းမှာလည်းတွေ့လာရတယ်ပြီးတော့ကျွန်တော်တို့ဒါပဲခူးတိုင်းဒေသကြီးကိုအနောက်ချမ်းမှာတွေ့ရတယ်ပြီးတော့ကျွန်တော်စကိုင်းထဲမှာတွေ့ရတယ်မကွေးတိုင်းမှာလည်းတွေ့ရတယ်တစ်ဖက်မှာကျွန်တော်တို့အေယာဝတီတိုင်းနဲ့ဒါရခိုင်ပြည်နယ်တောင်ပိုင်းဘက်မှာလည်းတွေ့ရတယ်အဲ့တော့တော်တော်လေးကိုတွေ့လာပါတယ်စက်တက်လေးဒီမှာကျွန်တော်အားသာချက်တွေများစွာရှိပါတယ်နံပါတ်1ကအကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်သမားတွေရှိတဲ့ဒီနေရာကိုညအချိန်မှာကျွန်တော်တို့ကောင်းကောင်းကြီးသွားပြီးတော့ဘုံသွားကျဲလို့ရတယ်အဲ့တော့ဘုံကျဲတဲ့ခါမှာကျွန်တော်တို့ဘုံကျဲတဲ့ခါမှာတိတိကျကျနဲ့သေးသေးချာချာပြင်ဆင်ပြီးမှသွားကျဲတာပါဒီနေရာမှာကျွန်တော်တို့ဒီနေရာကိုဥပမာကျွန်တော်ဒီတောင်တာမြို့နယ်မှာရှိတဲ့ဘယ်ရွာမှာစစ်သွေးကြွစကန်တွေရဲ့စကန်ကိုရှိတယ်အဲ့မှာဆိုကျွန်တော်တို့ဒီမြေပုံညွှန်းတွေပါမယ်ပြီးရင်လိုအပ်တဲ့ကျွန်တော်တို့ကိရိယာတစားပါလေးပါတာပေါ့ဗျာအဲ့မှာကျွန်တော်ဘယ်နေရာမှာဘာစကန်ရှိတယ်ဘယ်နေရာမှာဘာစကန်ရှိတယ်အတိအကျနဲ့သွားကျဲတာပါပြင်မကတော့ကျွန်တော်လဲရမရှိပါဘူးအဲ့မှာကျွန်တော်တာမန်အားဖြင့်ဒါသူ့မှာတော့ဒါတည်ယူရတဲ့အလေးချိန်ကတော့အကန့်အသတ်ရှိပါတယ်ဒီလိုနေရာမှာတော့ကျွန်တော်တို့ဒါသူ့ရဲ့တတ်မှတ်တဲ့ဘုံသီးပေါ့ဗျာဘုံသီးတတ်မှတ်တဲ့အလေးချိန်နဲ့ညီမျှတဲ့ဘုံသီးတွေတဲမယ်တဲပြီးတော့အကြမ်းဖက်သမားတွေရဲ့ဒါစကန်ဘောကိုဘုံကျဲမယ်အဲ့တော့အကြမ်းဖက်သမားတွေကောင်းကောင်းချိတ်ချောက်ခံနေရတယ်လက်ရှိမှာဆိုလည်းပဲဒီစက်တက်လီဒီတွေရဲ့အရေးပါအရာရောက်မှုတွေကတော်တော်လေးကိုသိတာထင်ရှားပါတယ်ဒီစက်တက်လီဒီကတာမန်အားဖြင့်ကျွန်တော်တို့မိုင်း100ပတ်လည်လောက်ပြန်တန်းလို့ရပါတယ်လေးပေါ်မှာကျွန်တော်တို့ဒါ4နာရီလောက်ကောင်းကောင်းကြီးနေနိုင်ပါတယ်ဝင်းပေါ်မှာကောင်းကောင်းကြီးနေနိုင်ပါတယ်တကယ်ကိုကျွန်တော်တို့ဒါစီရတော်တော်လေးကိုထိရောက်မှုရှိလာပါတယ်ပထမတော့ဒီစက်တက်လီဒီနဲ့ပတ်သက်ပြီးတော့ဒီအကြမ်းဖက်သမားတွေကတော်တော်လေးကိုပြည့်ရပြုပါတယ်ဒီနောက်ပိုင်းမှာတော့သူတို့ကိုယ်တိုင်လည်းပဲဒီစက်တက်လီဒီရဲ့ထိရောက်မှုတော်တော်လေးကြောက်လာတယ်နံပါတ်1ကတော့ကျွန်တော်ညအချိန်မှာဘုံသွားကျဲလို့ရတယ်ပြီးတော့ဒီစက်တက်လီဒီရဲ့အတန်ကကျွန်တော်တို့ညင်တာမှုရှိတယ်ဥပမာလင်းလာပြီဆိုဗျာကျွန်တော်ဝေါ်ဆိုကျွန်တော်လင်းလာတယ်ဆိုရင်ဒီလင်းရဲ့အတန်ကတာမန်အဖြစ်သိတယ်ဒီစက်တက်လီဒီကျတော့ကျွန်တော်ဒီသူ့ရဲ့အတန်ကညင်တာတဲ့အတွက်အောက်မှာရှိတဲ့လူတွေကမသိနိုင်ဘူးနောက်တစ်ခုကဒီစက်တက်လီဒီကိုအောက်မှာရှိတဲ့လက်နက်ငယ်တွေနဲ့ပြစ်ချဖို့ကလည်းတော်တော်ခက်တယ်တော်တော်လေးကိုခက်တယ်ထိအောင်မှုအောက်ကနေမြေပြင်ကနေပြစ်လိုက်တဲ့တနက်တွေလက်နက်ငယ်ကဒီစက်တက်လီဒီကိုထိမှန်ဖို့ကတော်တော်လေးခက်ခဲပါတယ်နောက်တစ်ခုကဒီစက်တက်လီဒီရဲ့အားသာချက်ကဥပမာကျွန်တော်တို့ဒီမျိုးပြလုံညုံနဲ့ပတ်သက်ရင်များစွာထိရောက်ပါတယ်ဥပမာကျွန်တော်တို့ဒီမြင်းကြံမြို့အနီးမှာရှိတဲ့ရွာနှစ်ရွာမှာအကြမ်းဖက်သမားတွေရှိတယ်ဆိုပါစို့မြေပြင်ကနေကျွန်တော်တို့ဒီတိုက်ခိုက်အင်အားစုတွေတွားပြီးတော့နေမြေရှင်းလင်းတဲ့အခါမှာလိုအပ်တဲ့ပြစ်မှတ်ကိုရောက်ဖို့အတွက်မိုင်းတွေခံထားမယ်ပြီးရင်ကျွန်တော်တို့အကြမ်းဖက်သမားတွေကာကင်းတွေခံထားမယ်ဒီနေရာတွေကိုကျွန်တော်တို့အစင်းစင်းကြော်ဖြတ်ရမှာတို့တော့လည်းပဲဒီစက်တက်လီဒီရဲ့အားသာချက်ကရန်သူရဲ့ကျွန်တော်စခန်းကိုတိပြီးဆိုရင်လိုအပ်တဲ့ကျွန်တော်တို့နေရာကနေပြီးတော့ပြန်တက်ပြီးတော့ဒါကျွန်တော်ကောင်းကောင်းကြီးသွားကျဲလိုက်ရုံပါပဲတော်တော်လေးကိုကျွန်တော်တို့ထိရောက်မှုရှိပါတယ်စက်တက်လီဒီရဲ့အားသာချက်တွေကတော့များစွာရှိပါတယ်အားနည်းချက်အနေနဲ့ကတော့သူ့မှာအားနည်းချက်ကဒီတတ်မှတ်တဲ့အလေးချိန်လောက်ပဲကျွန်တော်တည်သွားလို့ရတယ်အဲ့ဒီတော့ကျွန်တော်ကန့်သက်ချက်ရှိတယ်ဒီစက်တက်လီဒီကိုကျွန်တော်မောင်းနေတဲ့အခါမှာကျွန်တော်တို့လက်ရှိလေးလာတဲ့အခါမှာဒီတယောက်မောင်းတဲ့စက်တက်လီဒီရှိတယ်နှစ်ယောက်မောင်းတဲ့စက်တက်လီဒီရှိတယ်ဒါနှစ်ယောက်မောင်းဆိုတော့ကျွန်တော်တို့ပို့ပြီးတော့တည်လို့ရတာပေါ့ဗျာဒီနေရာမှာကျွန်တော်တို့ဒီစစ်ပတ်ဆိုင်ရာအသုံးပြုတဲ့အတွက်ဒီတာမန်စက်တက်လီဒီများထက်ပို့ပြီးတော့ဒီလက်နက်ခဲယံပို့ပြီးတော့တည်ဆောင်လို့ရမယ်လို့ယူဆလို့ရပါတယ်ဒီထိုင်းနိုင်ငံမှာဆိုရင်တော့ဒီစက်တက်လီဒီနဲ့ပတ်သက်ပြီးတော့ဒီအပျော်တမ်းစီးနှင်းမှုတွေတော့တွေ့ရတယ်အဲ့ဒီမှာဆိုရင်တော့သူရဲ့ဒီတတ်မှတ်တဲ့အင်ဂျင်နဲ့ဆိုရင်ဘယ်လောက်ထိတည်လို့ရတယ်အပေါ်မှာကျွန်တော်လေဒီရဲ့အရွယ်အစားသူ့ရဲ့အင်ဂျင်ရဲ့အရွယ်အစားဆိုရင်ဘယ်လောက်ထိဒါတည်လို့ရတယ်ဆိုတဲ့သတ်မှတ်ချက်တွေပါတယ်လက်ရှိကျွန်တော်မြန်မာနိုင်ငံမှာကဒီစက်တက်လေဒီနဲ့ပတ်သက်ပြီးတော့ဒါစစ်ဘက်အတွက်ရည်ရွယ်ပြီးအသုံးပြုနေတဲ့အတွက်တာမန်အပျော်စီးစက်တက်လေဒီတဲ့ပို့ပြီးတော့ကျွန်တော်တို့ဒါအာမခံချက်တွေများစွာရှိပါတယ်အဲ့တော့ဒီသတင်းကိုပြန်ချိုးရမယ်ဆိုတော့ကျွန်တော်တို့လက်ရှိစက်တက်လေဒီနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်သမားတွေကတော်တော်လေးကိုစိုးရုံနေကြပါတယ်။ရခိုင်ကတော့အကြမ်းဖက်သမားတွေကဒီစက်တက်လီဒီနဲ့ပတ်သက်ပြီးတော့သူတို့တော်တော်လေးကိုပြည့်ရပြပါတယ်။လက်ရှိကတော့အကြမ်းဖက်သမားတွေကိုယ်တိုင်စက်တက်လီဒီတွေရဲ့ဒီတိုက်ခတ်မှုထိုးပေါက်မှုတွေကိုတော်တော်လေးကြောက်နေကြပါတယ်။ဒါကကျွန်တော်တို့ထိရောက်မှုရှိတဲ့ဒါစက်တက်လီဒီရဲ့ကျွန်တော်တို့အခြေအနေအချက်လက်အချို့ကိုတင်ပြပေးတာဖြစ်ပါတယ်။